မင်္ဂလာပါဖော်လိုက်ကွန်ပျူတာ online ထွေးနည်းနေပဲကြိုးစားပါတယ်အဲ့တော့ကျွန်တော်ဒီတစ်ခါသင်ကြားပေးမှာကတော့ဖုန်းနဲ့ Excel မှာစီးရင်လေးတွေကိုဘယ်လိုမှတ်ထားမလဲဆိုတော့သင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Excel နဲ့လုပ်ပဲနဲ့စီးရင်တွေကိုကျွန်တော် note မှာကိုရေးချင်တဲ့စီးရင်တွေကို note မှာသွားရေးမယ်ဆိုရင်လည်း note မှာတော့ရေးလို့ရတယ်ဒါပေမဲ့ကျွန်တော် note မှာကျတော့ရေးတဲ့ခါမှာသူစီးရင်တွေပေါင်းလို့ဟွာလို့မလွယ်ဘူးပေါ့အဲ့တော့ Excel ဆိုတဲ့ software လေးနဲ့ကျွန်တော်တို့မှတ်ထားရင်ပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့ကိုယ်မှာ Excel ဆိုတဲ့ software မရှိဘူးဆိုရင်ကျွန်တော်တို့ဒီ Play Store မှာ Excel လို့ရိုက်ရှာမယ်ဆိုရင်တွေ့ပါလိမ့်မယ်ဟုတ်ပြီနော်အဲကျွန်တော် Play Store မှာ EACN Excel ဆိုပြီးရိုက်ရှာလိုက်မယ်ဆိုရင်ဒီ Excel software လေးရှိပါလိမ့်မယ်အားလေးကို install တင်လိုက်ပါ Okay အဲ့တော့ကျွန်တော်အဲ့မှာ Excel မှာစီးရင်တစ်ခုစပြီးတော့ရေးတော့အဲ့တော့ Excel ဆိုပြီးတော့ Excel software တဲ့ကိုဝင်လိုက်မယ်ဝင်လိုက်တဲ့အခါမှာကျွန်တော်ဒီအခုလို့ဒီစီးရင်ပုံစံမျိုးလေးကိုရေးပြချင်တာပေါ့နော်ဒီလိုစီးရင်ပုံစံမျိုးလေးရေးပြမယ်အဲ့တော့ဘာမှတော့မခက်သေးဘူးလောလောဆယ်ပထမဆုံးနေနေတော့ဘာမှခက်မှာမဟုတ်သေးဘူးဟုတ်ပြီနော် Okay အဲ့တော့စပြီးတော့ဒီလိုဝင်လိုက်တဲ့အချိန်မှာအပေါ်ဆုံးမှာအပေါင်းဆိုင်လေးရှိတယ်ဘယ်ဘက်အပေါ်ဆုံးလေးမှာsorry ညာဘက်အပေါ်ဆုံးလေးမှာအပေါင်းလက္ခဏာလေးနဲ့စိတ်တုံးလေးရယ်စာလေးရယ်အပေါင်းလက္ခဏာလေးရယ်ရှိတယ်အဲ့တော့အဲ့အပေါင်းလက္ခဏာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ဒီမှာ blank workbook ဆိုတာရှိတယ်အဲ့တော့အဲ့ blank workbook ထဲကိုဝင်ပါဝင်လိုက်တဲ့ဆိုရင်ကျွန်တော်တို့ဘယ်လိုပေါ်လာမလဲဆိုတော့ဒီလိုဟာလေးလာပေါ်ပါလိမ့်မယ်ဟုတ်ပြီနော်ဆဲကွက်တွေနဲ့ဒီလိုပုံစံမျိုးလေးလာပေါ်လိမ့်မယ် Okayအဲ့တော့အဲ့မှာကိုကစင်လို့အမြည်လို့စရေးရတာအဲ့တော့ဒီအကွက်မှာစပြီးတော့စာ sorry ဒီအကွက်မှာစပြီးတော့စာရေးခြင်းနဲ့ဆိုရင်ကိုရေးမဲ့အကွက်ကို click ဟိုလက်ကလေးနဲ့နှစ်ချက်တောက်လိုက်ပါတောက်လိုက်ဆိုရင်အောက်ကနေ keyboard ပေါ်လာပါလိမ့်မယ်အဲ့တော့အဲ့မှာကျွန်တော်ကရေးချင်တာစင်လို့ရေးချင်တာပဲထားလိုက်တော့အဲ့တော့စင်လို့ရေးလိုက်ပြီဟုတ်ပြီနော်စင်လို့ရေးလိုက်ပြီရေးပြီးတော့ဆိုရင်ကြော်နောက်တစ်ခုကိုဆက်သွားခြင်းနဲ့ဆိုရင်ဒီနေရာမှာမြအပြာလေးရှိအဲ့မြအပြာလေးကိုလက်ကလေးနဲ့တစ်ချက်တောက်လိုက်ရင်နောက်တစ်ခုသွားမယ်ဟုတ်ပြီနော်စင်ကျွန်တော်တို့အမြည်ပေါ့အမြည်ပြီးရင်အဲ့နောက်ဒီဘက်ကအကွက်လေးကိုဘယ်ဘက်ကိုသွားခြင်းနဲ့ဆိုရင်ဘယ်ဘက်မြကိုနှိပ်ပါညာဘက်အကွက်ကိုသွားခြင်းနဲ့ဆိုရင်ညာဘက်မြကိုနှိပ်ပါဒါမှမဟုတ်လည်းကိုလက်ညှိုးနဲ့တိုက်ရိုက်သွားပြီးတော့ထောက်လိုက်လည်းရပါတယ်ဟုတ်ပြီနော်စင်ရဲ့အမြည်ရဲ့ပြီးရင်ကျွန်တော်တို့အမျိုးအစားပေါ့နော်အမျိုးအစားပြီးရင်နောက်တစ်ခွက်ဆက်သွားကြတာဖြစ်တဲ့နှုံးပေါ့ဒါမှမဟုတ်လည်းနှုံးလို့မရရင်လည်းကျွန်တော်တင်ဝေဒါအဆင်ပြေလို့ရိုက်လို့ရတယ်ဟုတ်ပြီနော်အဲ့လိုရသွားပြီအဲ့တော့ကျွန်တော်တို့ဒီမှာစင်ဆိုတဲ့အကွက်က1 2 3 4ရရတာပါ1 2 3 4ကအများကြီးမလို့ဥပမာကျွန်တော်1 2 3 4ရိုက်မှထားလိုက်တော့1 2 3 4ဆိုရင်ကျွန်တော်က1 2 3ရေးချိန်ပါတဲ့ keyboard ကိုရွေးလို့ရတယ်အဲ့တော့1 2 3ရေးပါတဲ့ keyboard ဒီနေရာလေးဟုတ်နော်ဒီနေရာလေးအဲ့နေရာလေးကိုနှိပ်လိုက်ပါခုကျွန်တော်ပြထားတဲ့လက်ညှိုးလေးနဲ့ပြထားတဲ့နေရာလေးဟုတ်ပြီနော်အဲ့နာလေးကိုပြန်နေတဲ့ဆို1 2 3 keyboard နဲ့ကိုယ့်ရဲ့သုံးတဲ့ပကံ keyboard process ပေါ့ကိုသုံးတဲ့ keyboard ကိုအဲ့နေရာမှာချိန်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့1 2 3ရဲ့ကြာရိုက်မှာဖြစ်တဲ့အတွက်ကျွန်တော်1ပြီးရင် enter ခောက်တယ် enter ဆိုတာဒီနေရာလေးမှာရှိတဲ့မြားအစိမ်းလေးကိုပြောတာအဲ့တော့1ကျွန်တော်2ပြီးရင်3 4 5 6 7ပေါ့ကျွန်တော်9ရောက်လောက်ပဲထားလိုက်ဟုတ်ပြီနော်အဲ့တော့စင်ဆိုတဲ့အပိုင်းလေးကကျင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့စင်ဆိုတဲ့ sorry ကျင်းလေးပဲဖြစ်အောင်ဖြစ်တဲ့အတွက်စင်ဆိုတဲ့အကွက်ကကျဲနေတယ်အဲ့တော့ကျဲနေတဲ့အကွက်ကိုကျင်းကျင်နေဆိုရင်အခုက A column A နဲ့ရှိနေမှာဖြစ်တဲ့အတွက် A column အဲ့ A column လေးကိုကျွန်တော်ကချုပ်လိုက်ဟုတ်ပြီနော်အဲ့တော့ A column လေးကိုဒီ A ဆိုတဲ့နေရာလေးကိုထောက်လိုက်တယ်ဆိုရင် A ရဲ့ဘေးလေးမှာမြားလေးနဲ့ချောင်းလေးလာပေါ်တယ်မြားတော့မြင်းလေးနဲ့ချောင်းပေါ်တယ်အဲ့မြင်းလေးနဲ့ချောင်းကိုဖိပြီးတော့ကျင်းလေးဖြစ်တော့ဆွဲလိုက်တာဟုတ်ပြီနော်အဲ့မြင်းလေးကိုဖိပြီးတော့ကိုစင်လိုခြင်းတဲ့နေရာလောက်ထိဆွဲလိုက်တာပါဟုတ်ပြီနော်โอเคဒါဆိုရင်1 2 3ရတော့အဲ့တော့အမည်ဆိုတဲ့အကွက်ဆိုကျွန်တော်ကျေရမှာဖြစ်တဲ့အတွက် B နေရာကိုထောက်လိုက်တယ်နည်းနည်းလေးချဲ့လိုက်တယ်ဟုတ်ပြီနော်အဲ့တော့ကိုကတော့စင်းရတော့ကျွန်တော်တို့တစ်ခုချင်းရေးရမှာဖြစ်တဲ့အတွက်အဆင်ပြေသလိုရေးပေါ့ဟုတ်ပြီနော်ကျွန်တော်ကတော့ဒီတိုင်းပဲပြောပြမှာဖြစ်တဲ့အတွက်အဆင်ပြေတဲ့နာမည်ပဲရေးလိုက်မယ်ဟုတ်ပြီနော်မောင်ပေါ့နော်ကျွန်တော်အန်တာခောက်တာ keyboard မှာရှိရမြားလေးကိုနော် keyboard မှာရှိရအောက်ဘေးဆိုတာဒီမြားလေးကိုနှိပ်လိုက်တာအန်တာအဲ့ဒါဆိုနောက်တစ်ခွက်ဆင်းသွားတာပါနော်ဒီလိုလေးရေးလိုက်ပြီဟုတ်ပြီနော်အဲ့တော့ဒီမှာသူတို့ရဲ့အမျိုးမြည်လေးရတာဟုတ်ပြီနော်အဲ့တော့အမြည်ကနည်းနည်းကျဲနေတယ်ဆိုရင်ပြန်ချင်းတယ်ဆိုအဲ့ B ဆိုတဲ့နေရာလေးကိုလက်ညှိုးလေးနဲ့ထောက်လိုက်ပါပြီးရင်အဲ့ဘေးမှာရှိတဲ့ကျွန်တော်တို့ဒီအချောင်းလေးဟွာလေးကိုအစိမ့်အဖြူတာလေးနဲ့တန်းလေးကိုဖိပြီးတော့အတွင်းထဲကိုတွန်းလိုက်ပါဟုတ်ပြီနော်တကယ်လို့အမျိုးအစားဆိုတဲ့ဟာကိုနည်းနည်းချဲ့ကျင်တယ်ဆိုအမျိုးအစားကိုနည်းနည်းလေးချဲ့လိုက်ပါအဲ့တော့ကိုလိုလိုလေးလွတ်လိုက်ပါ
ဟုတ်ပြီနော်အမျိုးအစားနေရာမှာကျွန်တော်တို့ဥပမာပေါင်မုတ်ပေါ့ကိတ်မုတ်အဲ့လိုကိုရေးချင်တာရေးလိုက်ပေါ့ဟုတ်ပြီနော်ကျွန်တော်ပေါင်မုတ်လို့ရေးလိုက်မယ်ပြီးရင်အောက်ကကိတ်မုတ်လို့ရေးလိုက်မယ်ပြီးရင်ကျွန်တော်လမ်းမုတ်လို့ရေးလိုက်မယ်ဒါကတော့အဆင်ပြေတဲ့ဟာပဲရေးလိုက်တာပါထိုးမုတ်လာမို့ဒီလိုလေးရတာဟုတ်ပြီနော်ရတော့ဆိုရင်အဲ့မှာသေစရာကြည့်မယ်ဆိုရင်ဒီမြန်မာစကလုံးနေရအခုဥပမာပေါင်မို့ဆိုရင်တဝေထိုးပါတော့ရေးချာအပေါ်မှာရှိတဲ့ရေးချာလို့နော်ကိတ်ဆိုရင်လုံးကြီးတင်လို့အပေါ်နည်းနည်းလေးအပေါ်လုံးကြီးတင်လေအပေါ်မှာရှိတဲ့အသက်တွေကနည်းနည်းလေးကွယ်နေတယ်ပေါ့ကိုကအပြည့်စုံမြင်နေတယ်ဆိုရင်အဲ့အကွက်ကို AB လို့ပဲချက်ဥပမာကျွန်တော်တို့ကဟိုအောက်ဘစ်ဆုံးကအကွက်ကိုအောင်ဝင်းဆိုတဲ့နံပါတ်ခွင်အကွက်ကိုချက်ချင်နေဆိုရင်ကျွန်တော်တို့အဲ့ row number 8မှာရောက်နေအောင်အဲ့တော့ row number 8ကို click နံပါတ်8ကိုသွားထောက်လိုက်တာ ਨੇ သူ့ရဲ့အောက်မှာအဖြူတန်လေးပေါ်လာလိမ့်မယ်အဲ့ဖြူတန်လေးကိုဖိပြီးတော့အောက်ကိုဆွဲလိုက်တယ်ဒါဆိုအဲ့ကွက်ကတော့သူ auto ကျေသွားမှာပေါ့အဲ့တော့ကျွန်တော်တို့အကွက်20ရှိရင်အဲ့လိုအခါ20လောက်အောင်ဟုတ်ပြီနော်အဲ့တော့အခါ20လောက်ဖို့အတွက်ဆိုရင်တော့အဆင်မပြေဘူးအဲ့တော့စင်ဆိုတဲ့အကွက်လေးကိုကျွန်တော်တို့တစ်ချက်ထောက်လိုက်တယ်ဘယ်ကွက်ပဲထောက်တော့ရတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်အစားဆုံးကနေဖြတ်စမှာဖြစ်တယ်စင်ဆိုတဲ့အကွက်ကလေးကိုတစ်ချက်ထောက်လိုက်တယ်တစ်ချက်ထောက်လိုက်တဲ့အခါမှာသူ့ရဲ့ဘေးလေးမှာအပေါ်မှာတစ်ခုအောက်မှာတစ်ခုအဝိုင်းလေးပါတယ်အောက်ကအဝိုင်းလေးကိုလက်ညှိုးလေးနဲ့ဖိပြီးတော့ကိုလိုချင်လောက်ဒီလိုဆွဲချလိုက်တယ်ဒါ selection ပေးတဲ့ပုံစံမျိုးဟုတ်ပြီနော်ကိုဒီအကွက်တွေအကုန်လုံး idea လောက်ပါဖြစ်တဲ့အတွက်ပြီးတော့ရင်ကျွန်တော်တို့က sorry အဲ့ဒါက selection ပေးတာအခုကကျွန်တော်တို့ row တွေအကုန်လုံး selection ပေးကြတာဖြစ်တဲ့အတွက်ဒီ1ဖြစ်ဖြစ်2ဖြစ်ဖြစ်ကျွန်တော်တို့ထောက်လိုက်တယ်ထောက်လိုက်တယ်ဆိုရင်အဲ့အခုမှ8မှာထောက်တယ်ဂျားထဲမှာပဲထောက်လိုက်တယ်ထောက်လိုက်တော့3ကိုထောက်လိုက်တယ်4ကိုထောက်လိုက်တယ်4ကိုထောက်ပြီးတော့အပေါ်မှာတဝိုင်းရှိတယ်အောက်မှာတဝိုင်းရှိတယ်အဲ့တော့အပေါ်ကျွန်တော်က selection များများပေးချင်တယ်ဆိုအပေါ်ဝိုင်းကိုဖိပြီးအပေါ်ဆွဲသွားတယ်အောက်ကိုတို့ချင်တယ်ဆိုအောက်ဝိုင်းကိုဖိပြီးအောက်ကိုဆွဲသွားတယ်ဟုတ်ပြီနော်အဲ့တော့ out page ဆို number 8ဆိုတဲ့အကွက်နေရာမှာမြားလေးအဖြူရောင်းလေး2ကြောင်းပါတယ်အဲ့အဖြူရောင်းလေး2ကြောင်းကိုဖိပြီးတော့ကိုအကွက်ချဲချင်တဲ့လောက်လေးချဲလိုက်တယ်ဆိုရင်ကျန်တဲ့အကွက်တွေလည်းအဲ့တိုင်းပဲဖြစ်သွားမှာနားလည်ပြီနော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီနေရာမှာတင်ငွေကိုဘယ်လောက်ထားမလဲကိုရိုက်ချင်တဲ့လောက်ရိုက်ပေါ့ဟုတ်ပြီနော်အဲ့တော့ဥပမာကျွန်တော်2000လို့ရိုက်လိုက်ပြီ2000 3000နေရမှားရင်ကျွန်တော်တို့ပြန်ဖြတ်ပေါ့ဒီလိုရသွားပြီဟုတ်ပြီနော်အဲ့တော့ဒီကပြန်ပြီးတော့ကျွန်တော်တို့ဖြတ်ချင်တယ်4500ဟုတ်ပြီအဲ့တော့ဒီစင်းဒီလိုရသွားပြီအဲ့တော့ဒီနေရာလေးမှာကျွန်တော်စုစုပေါင်းပေါင်းချင်တာပဲထားလိုက်တော့ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာကျွန်တော်စုစုပေါင်းဆို2ချက်နှိပ်ပြီးတော့ keyboard ပြောင်းမယ်စုစုပေါင်းလို့ရိုက်လိုက်မယ်စုစုပေါင်းအဲ့စုစုပေါင်းဆိုဒီနေရာဒီအကွက်ကိုချဲ့ချင်တယ်ဆိုရင်အဲ့30အကွက်ကိုနည်းနည်းလေးချစ်လိုက်ပြီးရင်ဒီနေရာလို့ပြန် click ထောက်လိုက်အဲ့တော့အပေါ်မှာရှိတဲ့2000ကနေပြီးတော့ကျွန်တော်4800အထိကိုပေါတော့ပဲဟုတ်ပြီနော်ပေါင်းကျင်တယ်ဆိုရင်အခုစုစုပေါင်းဆိုတဲ့အကွက်မှာပေါင်းကျင်တယ်တွေ့တယ်ပေါင်းကျင်တယ်နှုတ်ကျင်တယ်ဆိုရင်ကျွန်တော်ညီမြချင်းထိုးရပါတယ်အဲ့တော့ညီမြချင်းကိုယူလိုက်ပါမယ်ညီမြချင်းဟုတ်ပြီနော်ညီမြချင်းပြီးရင် keyboard ပြန်ပြောင်းမယ်အင်္ဂလိပ် keyboard s ပေါင်းမှာဖြစ်တဲ့အတွက် sum sum အဲ့တော့ sum ဆိုတဲ့ဟာလေးပေါ်လာရင်အဲ့ sum ဆိုတဲ့ဟာလေးကိုကျွန်တော်အောက်မှာဒီမှာ sum ဆိုတဲ့ဟာလေးပေါ်လာပါတယ်အဲ့ sum ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါအဲ့ဒါပေါင်းတော့ရမယ်အဲ့တော့ကိုစပေါင်းမဲ့အကွက်ဥပမာ2000ဆိုတဲ့အကွက်ပေါင်းမှာဖြစ်တော့2000လက်ညှိုးနဲ့တွားပြီး click ထောက်လိုက်တယ်ထောက်ပြီးတော့အောက်မှာရှိတဲ့အပြာဝိုင်းလေးဒီမှာအပြာဝိုင်းလေးအပေါ်မှာလည်းတစ်ဝိုင်းရှိအောက်မှာလည်းတစ်ဝိုင်းရှိတယ်အဲ့တော့အောက်ကရှိတဲ့အပြာဝိုင်းလေးကိုဖိပြီးတော့ဆွဲလာတယ်ကိုပေါင်းကျင်တဲ့ဟာတွေအကုန်လုံးကိုဆွဲselect လုပ်လိုက်တာပေါ့နော်select လုပ်ပြီးတော့အမှန်ကြီးကလေးချစ်လိုက်တာ ਨੇ အားဒီအကုန်လုံးကိုစီးရင်ပေါင်းပြီး29100ဆိုပြီးတော့စုစုပေါင်းပေါင်းတော့မှာဖြစ်ပါတယ်โอเคဒါဆိုရင်နားလည်မယ်ထင်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်သင်ခန်းစာတွေလည်းဆက်ပြီးတော့ကျွန်တော်ဖုန်းနဲ့ဘယ်လို AZ အသုံးပြုရမလဲဆိုတော့ဆက်ပြီးတော့တင်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ follow ရဲ့ YouTube နဲ့ Facebook မှာ like and subscribe လေးလုပ်ပေးထားပါကျေးဇူးတင်ပါတယ်ဗျ